ဒီနေ့ podcast မှာပြောပြမယ့်အကြောင်းအရာကတော့စစ်ကောင်စီရဲချုပ်ကိုတရုတ်အစိုးရကကြားဖြန့်အမှုနဲ့ဖမ်းခိုင်းခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မတ်လ4ရက်နေ့ထုတ်သတင်းအရစစ်ကောင်စီလက်အောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ဖြစ်သူဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းစော်မိုးကိုတရုတ်အစိုးရဖိအားပေးမှုကြောင့်ဖမ်းဆီးထားတယ်လို့နေပြည်တော်သတင်းရင်းမြစ်မှန်ကပြောဆိုထားပါတယ်။ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းစော်မိုးဘယ်သူလဲ။ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းစော်မိုးဟာ2024ခုနှစ်ဩဂုတ်လကကိုကန်ဒေတာမှာ MNDAA တပ်ဖွဲ့လာရှိမြို့သိန်းတိုက်ပွဲပြီးယာရုတက်လာသူဖြစ်ပါတယ်။ရခိုင်ရဲချုပ်ဖြစ်တဲ့နီလိန်အောင်ကိုအစားထိုးပြီးရဲချုပ်ယာရုကိုလွှဲပြောင်းယူခဲ့သူပါ။လက်ရှိဖမ်းဆီးခံရပြီးနောက်မှာတော့ဒုတိယရဲချုပ်တမစ်ဖြစ်တဲ့ဝင်းဘိုကယာအီတာဝန်ယူထားတယ်လို့သိရပါတယ်။ကြားဖြန့်ဆိုတာဘာလဲ။ကြားဖြန့်ဆိုတာက online ငွေလိမ်လုပ်ငန်းကြီးများကိုဆိုလိုပါတယ်။အထူးသဖြင့်မြန်မာနိုင်ငံလာအိုကမ်ဘောဒီးယားထိုင်းနယ်စပ်ဒေသတွေမှာလူကုန်ကူးခံထားသူများကိုအလုခိုင်းပြီး online ငွေလိမ်လုပ်ငန်းများလုပ်ဆောင်စေတဲ့ကွန်ရက်ကြီးများဖြစ်ပါတယ်။တရုတ်နိုင်ငံသားများအများဆုံးလိမ်လည်ခံရမှုကြောင့်တရုတ်အစိုးရဟာဒီကိစ္စကိုအထူးတင်းကျပ်စွာကင်တွယ်လာပါတယ်။တရုတ်ဖီအားဘာကြောင့်အင်အားကြီးလာသလဲ။တရုတ်အစိုးရဟာရခိုင်ကလည်းစစ်ကောင်စီထိပ်ပိုင်းအရာရှိအချို့ကိုကြားဖြန့်နဲ့ဆက်နွယ်နေတဲ့ဆိုပြီးအရေးယူခိုင်းခဲ့ပူပါတယ်။အာနာသိန်းကောင်းဆောင်မင်းအွန်လိုင်းရဲ့လူရင်းဖြစ်သူပြည်ထရေးဝင်ကြီးဟောင်းစိုးထုတ်ကိုလေရခင်ကဖမ်းဆီးထောင်ချခဲ့ရပါတယ်။ဒါအဖြစ်ကိုကန်ကိုပိုင်းအုပ်ချုပ်ခွင့်ရဒေတာဥက္ကဋ္ဌနဲ့မိသားစုကိုပါဖမ်းပြီးတရုတ်လက်ထဲအနံနေပူပါတယ်။ယခုတစ်ချိန်မှာလည်းရဲချုပ်ကိုတရုတ်ကဓာတ်ရိုက်ဖိအားပေးခဲ့တယ်လို့သတင်းရင်းမြစ်များပြောဆိုထားပါတယ်။ အမေရိကန်ရဲ့လှုပ်ရှားမှုဖေဖော်ဝါရီ24ရက်နေ့မှာ Federal Bureau of Investigation FBI ကအာရှတောင်နောက်ဒေသရှိကြားဖြန့်ကောင်းများကိုအရေးယူမှုအရှိန်မြင့်မယ်လို့ထုတ်ပြန်ထားပါတယ်။ အမေရိကန်အစိုးရဟာဒေသတွင်းနိုင်ငံများနဲ့ပူးပေါင်းပြီးအမြင့်ဆုံးခေါင်းဆောင်အဆင့်တွေကိုပြစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ကြေညာထားပါတယ်။ NUG ရဲ့တောင်းဆိုချက်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းလူကုန်ကူးခံရသူများကိုကယ်တင်ရေးလိမ်လည်ခံရသူများ၏ငွေကြေးပြန်လည်ရရှိရေးရာဇဝတ်ခေါင်းအမြင့်ဆုံးခေါင်းဆောင်များကိုပြစ်မှတ်ထားအရေးယူရေးတို့ကိုနိုင်ငံတကာအနေနဲ့အရှိန်မြင့်ဆောင်ရွက်ဖို့တောင်းဆိုထားပါတယ်။ဒီဖြစ်ရပ်ဟာတရုတ်နဲ့စစ်ကောင်စီဆက်ဆံရေးဘလို့ပြောင်းလဲနေသလဲ။ကြားဖြန့်လုပ်ငန်းတွေမှာစစ်တပ်အရာရှိအဆင့်မြင့်များဘလောက်ပါဝင်နေသလဲ။နိုင်ငံတကာဖိအားကြောင့်စစ်ကောင်စီအတွက်အာဏာပြောင်းလဲများဖြစ်ပေါ်လာမလားဆိုတဲ့မေးခွန်းတွေကိုထပ်မံပေါ်ပေါက်လာစေပါတယ်။ Outro ဒီသတင်းဟာတာမန်ဖန်ဆီးမှုတစ်ခုထပ်ပို့ပြီးနိုင်ငံတကာဖိအားအာဏာကစားစီးပွားရေးရာဇဝတ်မှုတွေနဲ့ဆက်နွယ်နေတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။နောက်ဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီလိုနောက်ဆုံးရသတင်းနောက်ခံသုံးသပ်ချက်များကိုဆက်လက်နားထောင်ခြင်းရင် like, subscribe နဲ့ share လုပ်ပေးပါ။ကျေးဇူးတင်ပါတယ်